ဘဝမှာခဏခဏဒုက္ခရောက်တယ်ဆိုတဲ့လူတွေကိုတွားကြည့်ကြည့်လိုက်အခုပြောမဲ့အချက်၃ချက်သူတို့မှရှိတယ်အဲ့ဒီအားနည်းချက်ကြောင့်ပဲသူတို့ဘဝမှာခဏခဏဒုက္ခရောက်ရတယ်ခဏခဏနာကျင်ကြရတယ်နံပါတ်၁အချက်အာနာတတ်တာလူတိုင်းရဲ့အပေါ်မှာနေရာတကာမှာအာနာတတ်တာဦးဇင်းတို့လိုလူမျိုးတွေအဲ့ဒီလိုအာနာတဲ့အတွက်ကြောင့်ခဏခဏကိုယ့်ကိုစော်ကားတဲ့လူလိန်လေတဲ့လူတွေနဲ့အကျဉ်းချင်းကြုံတွေ့ရတယ်နံပါတ်2အချက်စိတ်မနာတတ်တာဘလောက်ပဲကိုယ့်ကိုဒုက္ခတွေပေးပေးဘလောက်ပဲနာကျင်အောင်လှုပ်ဘလောက်ပဲကြောက်ထဲကိုတွန်းချသွားမျက်ရည်ကန်လေးထိုးပြီးတော့မှမျက်ရည်လေးကလဲနဲ့ကိုယ့်နေရာကိုပြန်ဝင်လာခဲ့တယ်ဆိုရင်လက်ခံပေးမိပြန်ရောဦးဇင်းတို့လည်းအဲ့ထဲမှာပါတော့ပါတယ်နော်ဒါကြောင့်အဲ့ဒီလူတွေဒုက္ခရောက်ကြရပြန်တယ်အကျဉ်းချင်းနာကျင်ကြရပြန်တယ်စော်ကားညင်တိုင်းစော်ကားတယ်နောက်တစ်ခါပြန်ဝင်လာတယ်ကိုကလည်းလက်ခံတယ်တကယ်တော့ကိုတိုင်ကကိုအမှတ်မရှိတာစိတ်မနာတတ်ခဲ့တာနောက်ပိတ်ဆုံးတစ်ချက်ကတော့လူတိုင်းကိုကိုလိုပဲလို့ထင်ခဲ့တာကိုစိတ်နဲ့နိုင်ပြီးတော့ကိုလိုပဲလို့ထင်တဲ့အခါမှာကိုရဲ့အတွင်းရေးတွေကိုရဲ့အားနည်းချက်တွေကိုရဲ့ဒုက္ခတွေအားလုံးကိုဘာတစ်ခုမှဆရာသားမချမ်းပြောပြမိတယ်ရင်ဖွင့်မိတယ်တိုင်ပင်လိုက်မိတယ်ကိုထင်ခဲ့တာကကိုလိုပဲတစ်ဖက်သားကိုနှစ်သိမ့်ပေးလိမ့်မယ်ဖေးမပေးလိမ့်မယ်ကူညီပေးလိမ့်မယ်လို့ထင်ခဲ့တာတကယ်တော့ကိုပြန်ရလိုက်တာကကိုပြောလိုက်တဲ့ကိုရဲ့အတွင်းရေးတွေအဲ့ဒီအားနဲ့ချက်တွေကိုချနင်းပြီးတော့ကိုဒုက္ခရောက်အောင်လှုပ်သွားကြတယ်နောက်ွယ်မှာလောင်ပြောင်ကြတယ်ဒါကြောင့်ဘဝမှာအသက်ရှင်သမျှကာလပတ်လုံးနေရာတကာအာနာတတ်တဲ့အကျင့်ကိုပြင်ပါစိတ်နာနိုင်အောင်လဲကြိုးစားပါကျင်စာတော့မတိုက်ပါနဲ့လူတိုင်းရဲ့အပေါ်မှာမေတ္တာထားပါဒါပေမဲ့လူတိုင်းကိုတော့ကိုလိုပဲလို့ဘယ်တော့မှမထင်လိုက်ပါနဲ့အကျဉ်းချင်းနာကျင်ရလိမ့်မယ်အကျဉ်းချင်းဒုက္ခရောက်မှာစိုးလို့ပါနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါ